မင်္ဂလာပါရှင်ကျမတို့ရဲ့ Rapico သတင်းဌာနကနေကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့မင်းနှုံမြို့နယ်မှာ12ရက်တိုက်ပွဲတွင်တိုက်ပွဲ10ကြိမ်ဖြစ်ခဲ့လို့စစ်သား30နီးပါးသေဆုံးခဲ့တဲ့သတင်းဖြစ်ပါရရှင်မကွေးတိုင်းမင်းနှုံမြို့နယ်မှာ12ရက်အတွင်းတိုက်ပွဲ10ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က30နီးပါးသေဆုံးခဲ့တယ်လို့တရက်ခရိုင်အမှတ်4တရင်ကဒီကနေ့မှထုတ်ပြန်ထားပါရရှင်တိုက်ပွဲတွေကဇန်နဝါရီလ18ရက်နေ့ကနေ28ရက်နေ့ထိမင်းနှုံမြို့နယ်ကကြက်ကြီးကျေးရွာတရက်အုပ်ကျေးရွာထိန်ကိုင်းကျေးရွာကောက်ကွိတ်ကျေးရွာထန်းလေးပင်ကျေးရွာပြောင်ကျေးရွာရင်းကောက်ကျေးရွာတမာကျေးရွာကျွဲတွင်ကျေးရွာတို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့တရက်ခရိုင်အမှတ်4တရင်ကထုတ်ပြန်ထားပါရရှင်အဆိုပါစစ်တပ်စစ်ကြောင်းကတရက်အုပ်ကျေးရွာမှာရှိတဲ့ကြက်ဝက်တွေကိုခိုးယူစားတောက်တာတွေပြောင်းကျေးရွာနဲ့ထန်းလေးပင်ကျေးရွာကပြည်သူနေပါဝင်စာတင်ကျောင်းကိုမိရှို့ဖျက်ဆီးတာတွေထန်းလေးပင်ကျေးရွာအနီးကတောင်ယာတဲများဈေးဆိုင်များကောက်ရိုးပုံများနဲ့ကုန်ပစ္စည်းများကိုမိရှို့ဖျက်ဆီးတာတွေတဖန်ရောင်ကျေးရွာနဲ့ထမ်းမင်ကုန်းကျေးရွာမှာရှိတဲ့ပြည်သူပစ္စည်းစားတောက်ကုန်ဆိုင်ကယ်နဲ့ကားများကိုယူဆောင်သွားတာတွေလှုပ်ဆောင်ခဲ့တယ်လို့အဆိုပါအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါရရှင်တရက်ခရိုင်အမှတ်4တရင်ရဲ့ထုတ်ပြန်ချက်မှာထိန်ကိုင်းကျေးရွာပြောင်းကျေးရွာတီးပင်ကုန်းကျေးရွာဓမာကုန်းကျေးရွာတို့ကပြည်သူတွေကိုလူသားတိုင်းအနေနဲ့ဖမ်းဆီးခဲ့သေးတယ်လို့ပါဝင်ထားပါသေးတယ်။တရက်ခရိုင်အမှတ်4တရင်ရဲ့တာဝန်ရှိသူကတော့တိုက်ပွဲတွင်သေဆုံးတာတွေကိုမျက်မြင်တွေ့ခဲ့ရတာတွေရှိတယ်။သူတို့ထမ်းပိုးသွားတာတွေမြင်သိရတာတွေရှိတယ်။သူတို့ကတိုက်ပွဲတစ်ပွဲဖြစ်ပြီးချိန်မှာအနီးနားမှာရှိတဲ့တောင်ယာတဲတို့ကောက်ရိုးပုံတို့တွေကိုမိရှို့တာတွေရှိတယ်။ကျေးရွာတွေကိုမိရှို့တာတွေရှိတယ်။ကျွန်တော်တို့ကဒီအလောင်းတွေကိုဒီမိရှို့တဲ့ထဲထည့်ရှို့ရတယ်လို့ထင်တယ်လို့ပြောပါတယ်။အဲ့ဒီစနေရက်တွင်စစ်တပ်ကဝက်ကော်ကျေးရွာမှာပြည်သူနေအိမ်28လုံးထန်းလေးပင်ကျေးရွာမှာပြည်သူနေအိမ်90ကင်းမွန်တောင်ကျေးရွာမှာလက်နက်ကြီးကြောင့်တရွာလုံးမီးလောင်ပျက်စီးခဲ့သလိုဇန်နဝါရီလ18ရက်နေ့မှာစစ်တပ်ကဘုံကျဲလို့တရက်ခရိုင်မှတ်4တက်ရင်နောက်တန်းစခန်းမီးလောင်ပျက်စီးခဲ့တာတွေရှိတယ်လို့အဆိုပါတရင်ရဲ့ထုတ်ပြန်ချက်မှာပါဝင်ထားပါရရှင်။